Hello အားလုံးပဲမင်္ဂလာပါရှင်ပညာဒါနဗီဒီယိုဖိုင်1မှာ2019ရဲ့9လပိုင်း N5 O question ရဲ့မွန်နိုင်1ရဲ့ခန်းကြီးအပိုင်းလေးကိုသင်ခဲ့ပြီးရပေါ့နော်အခုကအဲ့ဒါရဲ့အပိုင်းဆက်လေးပါရှင်အဲ့တော့ပထမဗီဒီယိုဖိုင်1မှာနံပါတ်6ထိသင်ခဲ့ပြီးပြီဆိုတော့အခုဗီဒီယိုဖိုင်2မှာနံပါတ်9ကနေစလိုက်မယ်ပေါ့နော်ပထမဆုံးဖြေရတဲ့အပိုင်းကခန်းကြီးအပိုင်းပေါ့နော်အဲ့တော့ပထမဗီဒီယိုဖိုင်မှာလည်းအများကြီးရှင်းပြခဲ့ပြီဆိုတော့ဒီဟာလေးကိုတန်းပြီးတော့ပဲရှင်းပြလိုက်ပါတော့မယ်ရှင်အဲ့တော့နနဗန်ကကြတော့ဒီမဲ့ဆိုရင်ခန်းကြီးကိုဘာလုပ်ရမလဲအရင်ဆုံးကြည့်ရမယ်နော်ခန်းကြီးဖြစ်ရင်ပထမဆုံးအဆင့်အနေနဲ့ခန်းကြီးကြည့်ပြီးတော့အဖြေရွေးတာဒုတိယအဆင့်အနေနဲ့ခန်းကြီးမသိရင်မီနင်း1နဲ့3လေးကိုဖတ်ပြီးတော့ရွေးတာနောက်ဆုံးလုံးဝမသိတော့ဆိုရင်တော့ဘာသာပြန်ရမယ်ပေါ့နော်အဲ့တော့နနဗန်မှာဆိုရင်ဒီခန်းကြီးလေးကရခုဆိုတဲ့6ခန်းကြီးဒီခန်းကြီးကကြတော့ဟွန်းဆိုတဲ့စာအုပ်ခန်းကြီးအဲ့တော့6စာအုပ်လို့တော့မဟုတ်ဘူးပေါ့နော်ဒီကဘယ်မှာသုံးနေဆိုတော့ကြတော့ episode ဆိုတာခဲတံကိုပြောတာဒီရဲ့ဟွန်းဆိုတဲ့အဓိပ္ပာယ်ဒီရဲ့စာအုပ်ဆိုတဲ့ခန်းကြီးလေးကလေဥပမာရှည်လျားတဲ့အရာတွေကိုပြောတဲ့အခါမှာအသုံးပြုတာဥပမာပိုက်တို့စာအုပ်တို့ပေတံတို့အဲ့လိုမျိုးသုံးတာမျိုးပေါ့နော်အဲ့တော့ကြတော့ဒီမှာဆိုရင်6ရေ6ချောင်းဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းနေတာတစ်ကရခုပွန်သူ့ရဲ့ပေါ်မှာတန်းတန်းပါတယ်နှစ်ကရခုပွန်သူ့ရဲ့ပေါ်မှာမာတို့သုံးက rock ပွန်သူ့ရဲ့ပေါ်ကတန်းတန်းလေးကကြတော့ rock ပွန်ပါတယ်ရှင်အဲ့တော့ကြတော့လက်ရှိတော့ကကနန်းနေရေးတွက်တယ်ဆိုရင်သူ့ရဲ့ဥစ္စာမျိုးရှိတယ်ပေါ့နော်ချွင်းချက်တွေအများကြီးရှိတယ်အဲ့တော့ဒီရဲ့ဟာလေးကပထမဆုံးတရှိလို့မိကုံဟောင်းမှာတွေ့ရဖြစ်တဲ့အတွက်ကြောင့်ဒါလေးကလေးလိုင်းနဲ့တွေ့တာဆိုတော့ကိုယ့်ရဲ့အုံနောက်လေးထဲမှာမှတ်ထားလိုက်ပေါ့နော်သူကကြတော့ချွင်းချက်က1 3 6 8 1 3 6 8ကျန်တာတွေကပုံမှန်အတိုင်းဟွန်းနဲ့သွားရုံပဲသူ့ရဲ့ဥစ္စာ unit ကဟွန်းနဲ့လာတာအဲ့ဒါအောင်မှချွင်းချက်တွေဆိုရင်ပုံနေဘိုးနေပြောင်းသွားတာအဲ့တော့စာအုပ်တွေရှည်လျားတဲ့အရာတွေရေးတွက်ရင်ဟွန်းနဲ့အသုံးပြုတယ်ချွင်းချက်3 4ခုရှိတယ်1 3 6 8တချောင်းလို့ပြောခြင်းအပွန်နဲ့သုံးတယ်တချောင်းဆိုရင်အစောသေးလေးပွန်အပွန်သုံးချောင်းဆိုရင်ကြတော့စမ်ဘွန်ပုံမဟုတ်တော့ဘဲနဲ့ဘွန်းဖြစ်သွားတယ်စမ်ဘွန်6ချောင်းဆိုရင်ကြတော့ဒီမှာလာပြီး rock ပွန်သူကလေများသောအားဖြင့်အတန်ပြင်းတဲ့ဘွန်းကကြတော့3မှာ3တာအတန်ပြော့တဲ့ပွန်ကကြတော့6နဲ့8မှာ3တာတစ်လေ3နေပေါ့နော်အဲ့တော့ဒီမှာဆိုရင်အတန်ပြော့တဲ့ပွန်သုံးရမယ်ချွင်းချက်ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်ပုံမှန်ရခုကိုမသုံးမနဲ့ rock တန်ဆောင်တဲ့ဟာကိုသုံးရမယ်အဖေကယွန်းပန်အဲ့တော့ဒီမှာလိလိုင်းနဲ့ကိုတခုအသစ်မှတ်ထားလိုက်တော့ပေါ့နော်အဲ့တော့ရှည်လျားတဲ့အရာတွေကိုရေးတွက်မယ်ချောင်းနေနဲ့ရေးတွက်မယ်ဆိုရင်ဟွန်းဆိုတဲ့ဟာကိုသုံးတယ်ချွင်းချက်က1ရဲ့3ရဲ့6ရဲ့8ရဲ့တချောင်းဆိုရင်1ပွန်3ချောင်းဆိုရင်3ပွန်4ချောင်း6ချောင်းဆိုရင် rock ပွန်8ချောင်းဆိုရင် half ပွန်โอเคရမယ်နော်အဖြေကကြတော့ယွန်းပန်နောက်တစ်ခုဟာချီဒီခန်းကြီးမသိဘူးလက်ရှိတို့အောက်ကမင်းလေးအာကိုချီအောင်တစ်ကရှင်းမွန်နဲ့နှစ်ကရှင်းဘွန်သုံးကရှိမွန်လေးကရှိဘွန်လက်ရှိတို့သတင်းစာဆိုဘယ်လိုခေါ်လဲရှင်းဘွန်လို့ခေါ်တာတခြားဟာတွေကလုံးဝမရှိဘူးနော်ကြည်ဘွန်မိမိကိုယ်တိုင်ဆိုတာတော့ရှိတယ်ရှိဘွန်ဆိုပြီးတော့မရှိဘူးအဖြေကနိဗ္ဗာန်မှာရှင်းဘွန်ဆိုတဲ့သတင်းစာနောက်တစ်ခု Q ဘန်ခန်းကြီးလေးကိုကြည့်လိုက်မသိဘူးထားလိုက်တစ်ကတကားဤနှစ်ကရဆွေဤသုံးကအိုမိုးဤလေးကခါရူဤဒါဆိုရင်မိနစ်နေရာလည်းအကုန်သိနေဒီခန်းကြီးကပါခန်းကြီးမှန်းတော့မသိနေဘူးပေါ့နော်အဲ့တော့လက်ရှိတော့ကတစ်တကားဤဆိုတာဈေးကြီးတာနှစ်ကရဆွေရဈေးသက်တာသုံးကအိုမိုးဤကလေးတာလေးကခါရူဤကပေါ်တာခုနိုးခမဲတာဒီရဲ့ကင်မရာကတဲ့အဲ့တော့အကုန်လုံးကလည်းဖြစ်နိုင်နေရောတကယ်လို့လုံးဝကိုကဒီခန်းကြီးကိုမသိခဲ့ဘူးဆိုရင်နော်ကိုထင်းတဲ့ဟာတစ်ခုရွေးလိုက်ပေါ့နော်ဒါပေမဲ့ဒါလေးက N5 ခန်းကြီးလေးရာဆွဤဈေးသက်တာတော့ခန်းကြီးမလို့အဖြေကနိဗ္ဗာန်ပါရှင်နောက်တစ်ခုဂျူပန်တအရှိရခတခဏရဲ့တအနောက်ကခတခဏရဲ့တူတနဲ့တူနဲ့ဆိုရင်ပါဇက်ကနေပြီးတော့လေတတီတတွေပြောလွန်းလို့အနောက်ကတူစိတ်တူပြီးတော့အပြင်ကိုထွက်သွားတယ်လို့သာမှတ်လိုက်ပါဇက်ကနေလေတီတွေပြောလွန်းလို့စိတ်တူပြီးတော့အပြင်ထွက်သွားတာတနဲ့ခတခဏရဲ့တနဲ့တူနဲ့ကိုမြင်အပြင်စွတ်တူဆိုတဲ့အပြင်လို့မှတ်ထားပါရှင်အဖြေကစမ်ပန်မှတ်နည်းလေးပါပြပြပေးလိုက်တယ်ပေါ့နော်တစ်ကဤရဲ့အဲနှစ်ကနက်ကအလေသုံးကစွတ်တူကအပြင်လေးကနီးဝါဆိုတာခြံဝင်းကိုပြောတာပါဇက်ကနေတီတွေပြောလွန်းလို့
တူစိတ်တူပြီးတော့စွတ်တူဆိုတဲ့အပြင်ကိုထွက်သွားတယ်လို့မှတ်ထားလိုက်ပေါ့နော်တာနဲ့တူနဲ့ကိုမြင်စွတ်တူဆိုတဲ့အပြင်အဖြေကဇမ်ဘန်โอเคအဲ့ဆိုရင်မွန်နိုင်1မှာတော့တက်ရှိလို့ဘာဖြေရလဲဆိုရင်ခန်းကြီးဖြေရတယ်ဘယ်နှပုတ်ဖြေရလဲခန်းကြီး10ပုတ်ဖြေရပါတယ်ရှင်အဲ့တော့ဒီရဲ့မေကွန်ဟောင်းမှာကြတော့ခန်းကြီးပေးပြီးတော့အကုန်လုံးကခီတာကနာတွေရေးခိုင်းသွားတာပေါ့နော်တချို့ရဲ့ဆာမွဲတွေကတနည်းနဲ့တနည်းတော့မတူဘူးတချို့ရဲ့ဟာတွေမှာကြတော့ခန်းကြီးမှာဒီရဲ့ခန်းကြီးနေရာမှာဒီအောက်ကဟီရာကနာကိုပေးပြီးတော့1နဲ့3လေးမှာခန်းကြီးပေးပြီးရွေးခိုင်းတာမျိုးတွေရှိတယ်အဲ့ဒါမျိုးဆိုလဲကိုကကြောင်စရာမလိုနော်ခန်းကြီးလာဟီရာကနာလာကိုဘက်ကရွေးနိုင်အောင်လုပ်ထားရမယ်အများကြီးလေ့ကျင့်ထားရမယ်ပေါ့နော်အဲ့တော့အဲ့ဒါကတော့ဆာမွဲအပေါ်မှာမူတည်မယ်ပေါ့နော်တနေ့နဲ့တနေ့ကမတူတဲ့ဖြစ်တဲ့အတွက်ကြောင့်ပုံသေးပြောလို့တော့မရပါဘူးရှင်အဲ့တော့ခန်းကြီးတော်တော်များများခန်းကြီးပေးထားတဲ့ဟီရာကနာ၄ခုတည်းကတစ်ခုရွေးရတယ်ဒါမှမဟုတ်ရင်ဟီရာကနာပေးထားတဲ့ခန်းကြီး၄ခုတည်းကတစ်ခုရွေးရတယ်အဲ့လိုမျိုးလေးရှိတယ်ပေါ့နော်အဲ့တော့ကြတော့မွန်နိုင်1 and 5ရဲ့ GMPT မှာမွန်နိုင်1မှာပထမအဆုံးမှာဘာဖြေရလဲဆိုတော့ခန်းကြီးဖြေရပါတယ်အလုံးပေါင်းဘယ်နှပုတ်ဖြေရလဲဆိုရင်10ပုတ်ဖြေရပါတယ်အဖြေ၄ခုတည်းကတစ်ခုကိုဘာလုပ်လဲရွေးပြီးတော့ခဲချေလိုက်အောင်ပါပဲရှင်အဲ့တော့ဒီနေ့ရဲ့ဗီဒီယိုဖိုင်ကြီးကတော့ဒီလောက်ပဲပေါ့နော်နောက်ထပ်ဗီဒီယိုဖိုင်မှာနောက်ထပ်ဗီဒီယိုဖိုင်3မှာမွန်နိုင်2ဘာဖြေရလဲဆိုတဲ့အပိုင်းလေးကိုဆက်တင်ပေးပါမယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်နားမလည်ရရှိတယ်တခုအသိချင်တာရှိတယ်ဆိုရင်လည်းကွန်မန့်မှာရေးခဲ့ပြီးလို့ရပါတယ်ရှင်